rock you. 擺晒，等我擺晒入去啊！爸比，我1 kilometer 應該တော့ပြေးပြီပါပြီ။တောင်ဆုံးတောင်စားတက်နေပါပြီ။ Woo！ နောက်ကတော့ချမ်းနေလေ ပြန်တက်ရတော့မယ်ဒီလိုမျိုးလား အဲ့အဖေကဗာပြက် တောင်းလား ရှင်းနေ ဒီချိန်တူးပဲဟမ်ကိုစစ်တောင်းလားစီ ဒီပါလေကျွန်တော်မတော့ဘူး5ကြီးပဲတောင်းတယ် ဩကျွန်တော်တော့တောက်လိုက် ကျွန်တော် 1K တစ်လုံးနဲ့အလုံး90ဝယ်လာ ရှူမြောင်းတော့ဒီမှာလေးကို ရှင်းနေမလို့အာ ကြည့်ပါတော့ရိုက်ကြပါပြီနော် ယူလိုက်အဲ့တော့ယူ ပါနော်တဘာဝကိုခံစားခြင်းကို tree ကိုပြေးတာအဲကျွန်တော်ရဲ့ first experience 자 brown ဆုံးပြေးတဲ့တွေ့ကြုံကတော့အခုချိန်ထိတော့မစိုးဘူးလို့ပြောအောင် Current heart rate 131 beats per minute. Wow. ကျွန်တော်ပြေးရတနားပြေးပြီဆိုတော့ကျဲတစ်ထုပ်စပြီးတော့ဝင်ပြီပေါ့နော်ဟာ ဒါမှညောင်းနေ သူကနေထွက်လာပြီဖြစ်ပါတယ် ဟုတ်တယ်မောလာကြည့်တော့မောလာ6ကတော့ကြည့်ကြပါမယ် အဲ့လေးကိုကြည့်လိုက်လေ For the past 1 kilometer was 17 minutes and 27 seconds. Current heart rate 100. 8နာရီနဲ့5မိနစ်မှာချက်ပွိုင်အောင်ရောက်တော့ ဒီကခွဲသွားလေ ဆက်ရမ်းပါဆက်တက်မယ်တောင်းပေါ့နော်အဲလမ်းလျှောက်มาရတော့သူက Harry ကအရမ်းမြင့်နေတော့ နောက်ကပဲလေးอ่ะ တဘာဝကြီးဘယ်လောက်လှ မိမစစ်တယ် တဘာဝကြီးကဘယ်လောက်လှလှဒါပေမဲ့အိမ်ကမိန်းမကိုတော့မမိခဲ့ပါဘူး so beauty အဲ့မိမဘယ်လောက်ကြာအောင်လာခေါ်နေ ချက်ပွိုင်2 station ဒုတိယမြောက် station ကိုရောက်တော့မယ်ကျွန်တော်ပေါင်းကလုံးဝကြွတ်တက်နေ 159 beats per minute. 11 km ကျော်ပဲရှိသေးတယ်ချက်ပွိုင်2ရောက်ပြီဗျာကြွတ်တက်နေတာတွေ try လိုက်အောင် Woo station 2ကနေစထွက်ပြီပေါ့နော်ကျွန်တော်မှာဆေးလည်းလူပြီးပြီရေလည်းပြေးပြီပေါ့တော့ပြီလုံးဝအတက်တယ်ကြီးပဲဒါအမြင့်ဆုံးအခြေအနေတစ်ခုမှရောက်ရှိနေ တန်ဝဲ ဒါ အမြင့်ဆုံး အမြင့်ဆုံး တောင်ထိပ် တောင်ထိပ်ပေါ့ ချလဲမှာရှိရဲ့ ဟို တရားနဲ့ Beats per minute above target range. လုံးဝအတက်ကြီးပဲ Between အမြင့်ဆုံးတောင်ထိပ်ကိုရောက် ဟောရှောက် 122. တိုင်ပွဲအမြင့်ဆုံးတောင်ထိပ်ကိုရောက်နေပြီမီတာ1666ပေနဲ့ဆိုတော့4800ကျော်မှာပေါ့အဲ့လေရောက်ရှိနေပြီပေါ့ပြီးတော့အစင်းကြီးပဲ6.3ကိုကျွန်တော်4နာရီ45အော်4နာရီ45လောက်ပြည့်တယ်6.3ကို10နာရီ45 10နာရီခွဲစွန်းစွန်းမှာရောက်မှာဖြစ်မှာโอเคဆက်ရန်လိုက်ပါအောင်မယ်အစင်းမှာတော့ပေကားလေးနဲ့ တော့တာစင်းနေပါလေ တောင်းတတာ တောင်းတတာ ဆက်ချစ်အောင်ရှိတော့သွားမြင်အောင်မမြင်ရတော့ဘူးကျွန်တော်နည်းနည်းနားလာကြာသွားတော့ပြေးလိုက်နားလိုက်ပြေးလိုက်နားလိုက်ပဲဟုတ်ကီလိုမီတာ18ကီလိုမီတာတော့ရောက်လာပြီ။မြန်တော့ဘိုက်စားနေ။ energy ပါတစ်ထုပ်ဝင်လိုက်ပြီ။ Woo! နောက်ဆုံး7.3 ရလေ။တို့ပြောတော့70.9 ကီလိုမီတာမှာရှိမယ်ဆိုပြီးတော့အခုက90ကျော်နေပြီတွေ့သေးဘူး
စားတော့စားရတယ်တိကျမှုတော့မရှိဘူးလို့ခံစားနေရတယ်လူတွေလုံးဝကြွက်လိုက်နေပြီ pressure ကြီးနဲ့ပြေးနေကြတော့ ချက်ပွိုင်း3မှာလုံးဝကြွက်တက်နေ ကျန်သေးတယ်နောက်တယောက်ချက်ခောက်ဟုတ်လားတော့ခေါ်လိုက် ကျွန်တော်တို့ချက်ပွိုင်း3ရနေစထွက်ပြီပေါ့နော် ကာပြီးတော့အစင်းကြီးပဲတော့တောင်းဝင် မီတာ1585မီတာနဲ့ဒီပြိုင်ပွဲဒုတိယ 9000လောက် ဒုတိယအမြင့်ဆုံးတောင်တက်တာနောက်ဆုံးပဲဒါပြီးရင်တော့တောင်ဆင်းလာနဲ့ကျွန်တော်ပန်းဝင်ပါပြီဝူးအားလုံးမများတော့ရှောင်းနှစ်ဖက်လုံးပေါင်းနေရခြေသုံးနေကြွက်လိုက်နေလမ်းတော့မနဲ့ရှောက်နေဟိုးအတက်တွေရွယ်ပြိုင်ပွဲနောက်ဆုံးတောင်ဒုတိယမြောက်အမြင့်ဆုံးတောင်ထိပ်ကိုရောက်ခဲ့ပြီတော်တော်တရားပြီးတော့ဆင်းနေရတော်တော်ယူမတ်တော့မတ်ဆောက်နေတာပဲဝူးဘောရဲ့ပထမဆုံးအတွေ့အကြုံပေါ့နော်25 km trail running ကိုကလောမှာလာ try ကြည့်တာသူရဲ့အရသာကဆက်ဖင်းဖင်းလေးနဲ့ဝေးရှိပါလား3 km လောက်ပဲလို့တော့ဒီတောင်တောင်ဆင်းတော့ကျွန်တော်တို့မြို့ထဲကိုပြန်ဝင်ပြီပေါ့နော်တိတ်မလို့တော့ fighting ဘူးတော့မြို့ထဲကိုပြန်ဝင်တော့မှဖြစ်ပါတယ်မြို့ထဲရောက်နေပြီတိတ်မလို့တော့ရှောက်တော့မယ်ရတော့စောင်းနှစ်ဖက်လုံးကြက်တက်နေဒါမဲ့လုံနိုင်ခဲ့ yes ဝူးနောက်ဆုံးတော့ပန်းဝင်လာပြီဝူး